ခင်များတဲ့အစိုးရအဖွဲ့အုပ်ချုပ်ရေးရန်တရားအားကျုပ်အုပ်ချုပ်ရေးဘာလဲမသိအားနဲ့တဲ့နေတာနဲ့ပတ်သက်ပြီးတဲ့ဝန်ထမ်းအကြီးအကဲများဤမပြောင်းလဲသေးသောလက်ပေးလိုက်ယူခြင်းတာဝန်မယူခြင်းတာဝန်မခံခြင်းကိစ္စအရာကိုတဲ့အများဆုံးပြည်ပြင်မှုပြည်သူအားလုံးကမျှော်လင့်နေကြပါသဖြင့်နဲ့အထူးသဖြင့်အငြိမ်းစားပေး၍အပြစ်ပေးအနာပေးရန်အစီအစဉ်ကိုတဲ့ဘယ်နဲ့ဘယ်ကာလလောက်ကြာမှဆောင်ရွက်ပေးနိုင်ပါမည်လဲတဲ့ဆိုတဲ့ကိစ္စလေးသိချင်ပါတယ်တဲ့အကြံကောင်းများလေးလဲအကြံကောင်းများလဲပေးနိုင်ပါကြောင်းတင်ပြအပ်ပါတယ်အကြံကောင်းပေးနိုင်နေဆိုရင်ဘာလို့ဒီမေးကိုမေးနေလဲအကြံကောင်းလေးမပို့ပေးရပေါ့စောစောကကျွန်မပြောသလိုပေါ့ဒီလက်ပေးလိုက်ယူမရှိစေချင်ဘူးဆိုရင်အားလုံးကဝိုင်းပြီးလုပ်ရမယ်ပထမအပြင်ကိုယ်တိုင်ကလက်ပေးလိုက်ယူမလုပ်ရဘူးနောက်ပြီးတော့အကယ်လုံးမိလို့ရှိရင်တတိရှိနဲ့ပုံမှန်လင်းလင်းတင်ပြပါဒီလိုတော့ကျွန်မလုံးမိပါတယ်ဒီလိုလုပ်ရတဲ့အကြောင်းရင်းကလည်းဒီဝန်ထမ်းကဘယ်လိုလုပ်လို့ပါဆိုပြီးတော့ဒီလိုပြောရဲတဲ့တတိကတော့ရှိရမယ်ကျွန်မကလေဖြုတ်ထုတ်တတ်တော့သိပြီးဝါသနာမပါဘူးလူတိုင်းဟာကိုပြုပြင်နိုင်မှုအခွင့်အရေးတော့ရရမယ်ဟုတ်ဆက်နှစ်ပေါင်းများစွာအကြောင်းကြောင့်ပျက်စီးခဲ့ရတဲ့အကျင့်စာရိတ္တာတွေကိုနေချင်းညချင်းမပြုပြင်နိုင်ကောင်းလားဆိုပြီးတော့အပြစ်ပေးတာတော့လေသိပြီးတော့နားလည်မှုခေါင်းပါတယ်လို့ပဲကျွန်မပြောချင်ပါတယ်ဒါကြောင့်ကျွန်မတို့အခွင့်အရေးကျွန်မတို့ပေးမယ်ပြုပြင်ပိုင်ခွင့်ပေးရမယ်နောက်ပြီးတော့ကျွန်တော်တို့တရားဥပဒေရဲ့မူရဆိုလို့ရှိရင်လူတယောက်ဟာအပြစ်ရှိတယ်ဆိုတာဟာခိုင်လုံတဲ့တက်သေးသားတကမရှိသေးအပြစ်မရှိဘူးလို့သတ်မှတ်ရမယ်ဒါကတော့တရားဥပဒေအရပေါ့နော်နောက်တစ်ဆင့်သွားမယ်ဆိုလို့ရှိရင်အပြစ်ရှိတဲ့လူကိုတောင်မှပြုပြင်ပိုင်ခွင့်တော့ပေးရမယ်ဒါကျွန်တော်တို့အချင်းချင်းတွေပဲကျွန်မအစတွေကပြောတယ်ဒီရွက်ကောက်ပွဲမတိုင်မီတွေကပြောပါတယ်ကျွန်တော်တို့အစိုးရဖြစ်လာလို့ရှိရင်အမျိုးသားရင်ကြားစေရေးကိုဥတည်တဲ့အစိုးရပဲဖြစ်မယ်အဲ့ဒီလိုပဲဖြစ်စေရမယ်အမျိုးသားရင်ကြားစေရေးဆိုတာဟာတိုက်ခိုက်နေတဲ့လက်နက်ကင်အဖွဲ့တွေနဲ့တည်းမကဘူးအချင်းကြားမှာစိတ်ဝန်းကွဲနေတဲ့အင်အားစုတွေကြားမှာတည်းမကဘူးကျမတို့ပြည်သူတွေအချင်းကြားမှာလည်းအမျိုးသားရင်ကြားစေရေးရှိဖို့လိုပါတယ်ဒါကြောင့်ကျမတို့အာဃာတကိုရှေ့ထားပြီးတော့အလုံးမလုပ်ပါဘူးစီမင်းစည်းကမ်းဥပဒေအရာကျမတို့လုပ်ပါမယ်တတ်နိုင်တဲ့လောက်ကျမတို့ဥပဒေပေါင်းတွင်ရနေပြီးတော့အခွင့်အရေးတွေပေးမယ်ခွင့်လွှတ်တဲ့နာကိုခွင့်လွှတ်မယ်ဒါပေမဲ့အတိုင်းအတာမဲ့တော့မဟုတ်ပါဘူးစီးဆိုတာတော့ရှိတာပဲစီးပေါင်းတစ်ခုကြော်သွားလို့ရှိရင်တော့ဥပဒေစီမင်းစည်းကမ်းအရအရေးယူပါမယ်လို့ကျမပြောပြစီ